ညီကိုတော်အားလုံးပဲမြင်ကြပါဗျာခါရာဘောင်းဖလာကွာတာဖိုင်နယ်ပွဲစဉ်မန်စီးတီးနဲ့ဘရက်ဖို့ပွဲလေးကိုတပွဲကောင်းလေးရွေးချယ်ပေးကြပါတယ်ညလုံးက channel မှာတင်ပေးထားတဲ့ပွဲလေးတွေအားလုံးရလိုက်မယ်လို့ထင်ပါတယ်ဗျဒီလိုတပွဲကောင်းလေးတွေလိုချင်တော့ Telegram channel လေးကို join ထားပေးပါဗျဒီပွဲလေးကတော့ဒါအကြိုက်တူတယ်ဆိုရင်ယူကစားကြည့်နိုင်ပါတယ်လက်ရှိမှာမန်စီးတီးက9ပွဲစက်တိုက်နိုင်ထားတဲ့အပြင်အဲ့ဒီ9ပွဲမှာတင်ဒါ23ဂိုးတော့သွင်းထားပါသေးတယ်နောက်ဆုံးအိမ်ဝင်6ပွဲမှာလည်းဒါ9ပွဲနိုင်ထားတဲ့ရလက်ကဒါဘရက်ဖို့အတွက်တော့ဒါအကြီးမားဆုံးဆင်ခွဲမှုတစ်ခုဖြစ်လာပါလိမ့်မယ်ဘရက်ဖို့ကတော့ဒါအဝေးကွင်းမှာတော်လေးရုန်းကန်နေရပါတယ်ဒါအဝေးကွင်းပွဲစဉ်4ပွဲဆက်ရှုံးထားပြီးတော့ဒါ10ဂိုးတောင်ပေးထားရပြီးတော့ဒါတကိုးပဲပြန်သွင်းထားနိုင်ပါတယ်တိုက်စစ်ပိုင်းမှာဆိုရင်လည်းဒါ Ivan Toney မပေါ်ဝင်နိုင်တာကတော့အဓိကပြဿနာပါဒါပေမဲ့ short တွက်လို့မရတာတခုကအတီးအားဒီဒါကာရာဘောင်းဖလာအဝေးကွင်းပွဲစဉ်တိုင်းကိုတော့အနိုင်ရထားပါတယ်ဒါကတော့သူတို့အတွက်မျှော်လင့်ချက်တစ်ခုပါကျွန်တော်တို့လူစင်းကိုကြည့်မယ်ဆိုရင်မန်စီးတီးမှာ Rodri ဒါ Kovacic John Stone နဲ့ဒါ Jeremy Doku ကတော့ဒဏ်ရာကြောင့်ပါဝင်လာဖို့ကတော့မသိကြပါဘူးဒါ Bradford ဘက်မှာဆိုရင်လည်းဒါ Fabio Carvalho အပါဝင်ဒါအဓိကကစားသမား3ယောက်ကဒဏ်ရာရနေတဲ့အတွက်ကြောင့်ပါဝင်လာမှာမဟုတ်ဘူးဒါကြောင့်မလို့ Guardiola အနေနဲ့ကတော့ဒါအပြောင်းလဲတချို့လှုပ်လာနိုင်ပေမဲ့အရန်အင်အားနဲ့ဆိုရင်တော့ဒါစိုးရိမ်စရာတော့ကျွန်တော်တို့မရှိပါဘူးဟတ်တူဝက်ကိုကြည့်မယ်ဆိုရင်နောက်ဆုံးတွေးဆုံမှု6ချိန်မှာဒါမန်စီးတီးက6ပွဲနိုင်ထားပြီးတော့ဒီပွဲမှာဒါဘရက်ဖို့တို့ဒါကန်စစ်ကိုပိတ်ဆို့ပြီးတော့ဒါတံပြန်တိုက်စစ်နဲ့ဘယ်လောက်ထိတောင်းခံနိုင်မလဲဆိုတော့ကျွန်တော်တို့စိတ်ဝင်စားစရာကောင်းပါတယ်ဒီပွဲမှာဘရက်ဖို့ရဲ့ကန်စစ်ကတော့ဒါအဝေးကွင်းမှာရိုင်နေနေမှာမလို့ဒါပွဲအစကတည်းကဒါ PR ပေးကစားပြီးတော့ဒါမန်စီးတီးတို့ဂိုးမိုးရွာမဲ့ညဖြစ်လာနိုင်ပါတယ်၃ဂိုးဒါမှမဟုတ်၄ဂိုးဒါဂိုးပြတ်ရလက်မျိုးနဲ့အနာယူပြီးတော့ဒါဆီမီဖိုင်နယ်ကိုအေးဆေးတက်သွားမယ်လို့ကျွန်တော်ကတော့ယုံကြည်ပါတယ်ဒီပွဲလေးကိုညီကိုတို့ကဘယ်လိုထင်လဲဆိုတာကွန်မန့်လေးမှာရေးပေးသွားပါအောင်ဗျအားလုံးပဲကိုလက်ဖြစ်ကြပါစေဗျ